ဒီချိန်ရေပဲတောက်လို့မကောင်းလေဟဲ့လိုင်းပြူလေးတောက်လိုက်တာပုံမလန်းလားဟာလိုင်းပြူကမနေ့ကပဲတောက်ထားတယ်ဟာတခါတလေဘီယိုတွေပါလေတောင်းတောက်ကြမှာဟဲ့ကောင်မလေးငါတို့ရင်အေးလာဆန်းစီပဲ C-Mix လေးပဲတောက်ချင်တာတဲ့ C-Mix ပဲတောက်ကြပဲဟာပြီးရောညီကြနူနိုတော့မအစင်ပြောင်းညီကြမာတော့ပတ်တော့ရမဟုတ်ဘူးလေအခုတောက်မှ4ယောက်တောက်ချင်တာ3မျိုးဖြစ်နေပြီဘယ်လိုလုပ်ကြမှာတော့ဒါမှမဟုတ်မန်ဂိုလီပဲတောက်ကြမှာဟာအခုတောက်လို့လားဒီဟာမလည်းပူလာပြန်ပြီနောက်တစ်မျိုးအခု3မျိုးတော့တိုင်ပတ်နေပါလေဆိုနေပါပဲဟာတော်ပြီမီလိုနဲ့တိုင်မရတာဘာမှအဆင်မပြေဘူးမဘာလာငါတောက်ရှင်တာတောက်မယ်မီလိုလည်းတောက်ရှင်တာငါတောက်ကြရော